မခီယာဗလီရဲ့ယူဆအရနိုင်ငံတော်ဆိုတာကအကြမ်းဖက်သမားတွေကိုတနာညတာမှုပြပါရမယ်နေရာလုံးဝမဟုတ်ပါဘူးလေတရားဥပဒေစိုးမိုးမှုကိုပြတ်သားပြပါရမယ်နေရာအားလုံးပဲမင်္ဂလာပါဒီပြောင်းပြန်ကလေးပြန်လဲကြိုးတွေ့ပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးပေးသွားမယ့်အကြောင်းအရာလေးကတော့နည်းနည်းလေးတော့လေးနေပါလိမ့်မယ်ဒါပေမဲ့တိုင်းပြည်တစ်ခုရဲ့အနာဂတ်ကျွန်တော်တို့ပြည်သူလူထုတွေအတွက်လုံခြုံရေးအတွက်မဖြစ်မနေချဲ့သွင်းစဉ်းစားရမယ်အကြောင်းအရာတစ်ခုတွေပဲဖြစ်ပါတယ်အဲ့ဒီတော့မခီယာဗလီရဲ့နိုင်ငံရေးတွေးခေါ်တွေကရန်သူတွေပုံမှာဘလို့ဆက်ဆံခဲ့တဲ့ဆိုတဲ့သဘောတရားနဲ့လက်ရှိကျွန်တော်တို့နိုင်ငံတော်ရန်တရားကိုတည်ဆောက်နေတဲ့အစိုးရတစ်လွတ်တော်တဲ့အနေနဲ့ပြည်သူလူထုနဲ့နိုင်ငံဝန်ထမ်းတွေအတွက်အစိုးရဝန်ထမ်းတွေအပေါ်မှာအကြမ်းဖက်နေတဲ့လက်နက်ကိုင်တော်လှန်ပုံစံတွေနိုင်ငံတော်ကိုတစားစီဖြစ်သွားလှုပ်ဆောင်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်တောင်ရန်သူကွဲထွက်ရေးသမားတွေကိုဘလို့ပြက်သားကင်တွယ်ဖြည့်ရှင်းဆောင်ရွက်တင်တဲ့ဆိုတာတွေပဲဖြစ်ပါတယ်။ဒါလေးဆောင်ကြည့်တဲ့ theory တွေကိုဖတ်ပြနေမှာတော့မဟုတ်ပါဘူး။လက်တွေ့မြေပြင်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့မျက်လုံးဖွင့်ပြီးကြည့်မှာကြည့်ကြရအောင်။မက်ခီယာဗလီကရန်သူတွေနဲ့ပတ်သက်လာတယ်တိတ်ကိုနာမည်ကြီးတဲ့စကားပေါင်းကိုပြောကြားခဲ့ပါတယ်။လူတစ်ယောက်ကိုဒါမှမဟုတ်ရန်သူတစ်ယောက်ကိုထိခိုက်နေတာအောင်လုပ်တော့မယ်ဆိုရင်သူ့ကိုပြန်ပြီးတော့ကလေးစားချိတာကိုကြောက်စရာမလူတော့အောင်အပြင်းအထန်အမြင့်ပြတ်ချေမှုန်းရမယ်ဒီစကားကိုကြားလိုက်တော်တော်များများရက်ဆက်လိုက်တာပဲလို့ချက်ချင်းတွေးမိကြပါတယ်ဒါပေမဲ့ခဏနေပါကျွန်တော်တို့စိတ်ခံစားချက်တွေကိုခဏတော့ဘေးဖယ်ထားပြီးကမှလက်တွေ့ကြစဉ်းစားကြည့်ကြရအောင်နိုင်ငံရေးစီးရေးမှာရန်သူကိုတနာခဲ့ညာပြီးတော့တဝက်တစ်ပြက်ပဲချေမှုန်းမယ်ညှိနှိုင်းလို့ရမလားဆိုပြီးတော့အချိန်ဆွဲနေတယ်ဆိုပါစို့အဖြစ်သွားတယ်အဲ့ဒီရန်သူကအချိန်တစ်ခုရောနေအင်အားပြန်စုပြီးကမှကိုယ်ပြန်နေတက်ခိုက်လာမှာပါပဲအဲ့ဒီခါကျမှစစ်ပွဲကမပြီးတော့ဘူးဆယ်စုနှစ်နဲ့ချီပြီးကမှကြာသွားမယ်အဲ့ဒီလိုရှင်းကြသွားတဲ့ပဋိပက္ခတွေမှာတကယ်အထီးကအနစ်နာတာဆိုအသေးအပြောက်အများဆုံးနဲ့အိုးမဲအိမ်မဲအဖြစ်ရဆုံးကသူတွေလေရေးသားဖြစ်ရတယ်ကျွန်တော်တို့အပြစ်မပြေဘူးလည်းမဟုတ်ဘူးဒါဆိုရင်ကျွန်တော်တို့မေးစရာရှိတာပါအချိန်ဆွဲပြီးတော့နှစ်ပေါင်းများစွာပြည်သူလူထုတွေဒုက္ခခံခိုင်းတာဟာစစ်ပွဲရဲ့သားအောင်ဖြစ်ခိုင်းနေတာတွေကတကယ်ပဲတနာညာတာမှုလားဒါမှမဟုတ်အချိန်လိုတွင်အင်အားအလုံးအရင်းနဲ့ပြက်သားအမြင့်ပြတ်ချိန်မုံပြီးကကြမှာတိုင်းပြည်ကိုမြန်ငြိမ်းချမ်းတော့အောင်လုပ်တာဟာတနာညာတာမှုစစ်လားဒါတော့မိတ်ဆွေတို့ကိုယ်တိုင်တည်တည်ကြကြလေးပြန်လဲသုံးသပ်စဉ်းစားကြည့်စီကြပါလေအခုကျွန်တော်တို့မျက်မှောက်ခေတ်ကိုကြည့်ကြအောင်အစိုးရသစ်လွတ်တော်သစ်ပေါ်လာပြီဆိုရင်အဲ့ဒီအစိုးရရဲ့အဓိကတာဝန်ကဘာလဲနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဖို့ပါပဲအဲ့ဒီအချိန်မှာပြည်သူလူထုကိုအကြောင်းနဲ့တပ်ဖြတ်နေတဲ့နိုင်ငံတော်ရန်တရားကြီးလေပတ်အောင်အလုပ်လုပ်ဆောင်ပေးနေတဲ့ပညာရေးဝန်ထမ်းတွေကြားရေးဝန်ထမ်းတွေအုပ်ချုပ်ရေးမှုတွေကိုပြစ်မှတ်ထားပြီးကကြမှာအကြမ်းဖက်လုပ်ကြံနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေတပုံတကန်တွေကိုရှိလာပြီဆိုရင်နိုင်ငံတော်လေးကဘယ်လိုလုပ်ပြန်လဲတိုင်းပြည်ကိုအကန့်လိုက်အကွက်လိုက်ဖွဲထွက်ဖို့ကြိုးစားနေတဲ့တိုင်းသားလူမျိုးစုအမိခံတောင်းကျမ်းသူလက်နက်ကင်ဖွဲ့ထွက်ရေးသမားတွေကိုဘလို့ကင်ရကြမလဲမခီယာဗလီရဲ့ယူဆအရနိုင်ငံတော်ဆိုတာကအကြမ်းဖက်သမားတွေကိုတနာညတာမှုပြပါရမယ်နေရာလုံးဝမဟုတ်ပါဘူးလေတရားဥပဒေစိုးမိုးမှုကိုပြတ်သားပြပါရမယ်နေရာအစိုးရတရားအကြမ်းဖက်သမားအစိုးရတရားဟာအကြမ်းဖက်သမားတွေနဲ့ဖွဲ့ထွက်ရေးသမားတွေကိုအလျှော့ပေးလိုက်ရင်ဒါမှမဟုတ်စိစက်ဆွေးနွေးဖို့ကြီးပဲလိုက်လုံနေပြီးတော့ပြတ်သားတဲ့စီးရဲရအရေးယူမှုမလုပ်ဘူးဆိုရင်အဲ့ဒီအစိုးရဟာအားနည်းသွားတယ်လို့အများစုကသတ်မှတ်သွားကြပါလိမ့်မယ်။အားနည်းတဲ့အစိုးရကိုပြည်တွင်းကရောနိုင်ငံတကာကပါအတူကမ်းမှမလေးစားတော့ဘူး။ဘာဖြစ်လို့လက်နက်ကိုင်တဝန်တွေကိုအစိုးရဝန်ထမ်းတွေကိုလုပ်ကြံတပ်ဖြတ်နေတာလဲသိပါလား။နိုင်ငံတော်ရန်တရားကြီးရက်တန်သွားအောင်လို့ပြိုကျသွားအောင်တတ်ရည်ရွယ်ချက်နဲ့လှုပ်ဆောင်နေကြတာ။ဒါကိုအစိုးရကလည်းထိုင်ကြည့်နေမယ်ထိထိရောက်ရောက်မကာကွယ်နိုင်ဘူးဆိုရင်ပြည်သူကာကွယ်မှုပြက်ကွက်တဲ့အတွက်အစိုးရရဲ့တရားဝင်မှု legitimacy ကျဆင်းသွားစေနိုင်ပါတယ်။ဒါကြောင့်မို့အကြမ်းဖက်အဖွဲ့အစည်းတွေထိထိရောက်ရောက်နှိမ်နင်းဖို့ဆိုတော့ကအစိုးရတရားအနေနဲ့လှုပ်ချင်လို့မလှုပ်ချင်နေရွေးချယ်ဝင်ရှိတဲ့အရာ option လုံးဝမဟုတ်ပါဘူး။မဖြစ်မနေလှုပ်ဆောင်ရမယ့်တာဝန်ဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာရာဇဝင်ကိုကြည့်ကြအောင်ဒီသဘောတရားတွေကိုအထင်ရှားတွေ့နေရပါတယ်။ပကံခေတ်အလော်ဒါမင်းကြီးတောင်ခေတ်ဘီရင်တော်မင်းတရားကြီးကုန်းမောင်ခေတ်အလောင်းမင်းတရားကြီးဒီမင်းကြီးတွေကဘာကြောင့်နိုင်ငံတော်ကြီးကိုတည်ထောင်နိုင်နေတာလဲသူတို့ခေတ်မှာပုံကန်ထွက်ကြတဲ့မျိုးစားနေစားခွက်ထွက်တဲ့သဘုံတွေလက်တာပို့ပြီးတော့ထိုင်းကြည့်နေခဲ့တာလားလုံးဝမဟုတ်ပါဘူးပြည်တော်သူကြီးမပြိုကွဲဖို့နိုင်ငံတော်အင်အားကြီးထွားဖို့အတွက်ခွက်ထွက်ရေးသမားတွေပုံကန်ထွက်ကြတဲ့သူတွေကိုပြက်သားအမြင့်ပြတ်ချေမှုန်းခဲ့လို့နိုင်ငံတော်ကြီးကစီစီလုံးလုံးနဲ့တည်ငြိမ်ခဲ့တာ
တမိုင်းကြီးမှာကြီးကြီးခံရတဲ့နိုင်ငံတော်ကြီးတွေကိုတိစောက်တဲ့သူတိုင်းကိုချင်းတရားစံနှုန်းတွေထက်တိုင်းပြည်အတွက်လိုအပ်တဲ့အင်အားကိုသုံးရမယ်အပိုင်းလိုက်တွန်းဆုပ်မနေခဲ့ပါဘူးနောက်တစ်ခါလွတ်တဲ့ရာပြီးကစားကာလာကိုကြည့်ကြည့်ပါရောင်းတော်တော်တွေထားကြတယ်အစိုးရကိုရန်ကုန်အစိုးရလို့တော့မခေါ်ရတဲ့အင်အားနေသွားခဲ့တယ်အဲ့ဒီအချိန်ကလာတက်မတော်နဲ့အစိုးရကရန်သူတွေကိုပြက်သားမချေမုန်းခဲ့ရင်ခွဲထွက်ရေးသမားတွေကိုတွားပြီးတော့ရှော့ပေးခဲ့ရင်ဒီနေ့ကျွန်တော်တို့နေထိုင်နေတဲ့ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတာဟာကမ္ဘာမြေပုံပေါ်မှာရှိတော့မှာတော့မဟုတ်ပါဘူးစိတ်ပေါ်မှာကွဲသွားပြီးကကျွန်မနိုင်ငံရေးမှာအထူးသဖြင့်အချုပ်ချာအာဏာနဲ့ပတ်သက်လာရင်ညာတာမှုငဲ့ညာမှုဆိုတာကကိုယ်တိုင်းပြည်ကိုပြန်ပြီးတော့တတ်တဲ့အစိတ်တော်တွေဖြစ်ပါတယ်။အဲကြောင့်အစိုးရတဲ့လွတ်တော်တဲ့အနေနဲ့ပြည်သူလူထုနဲ့အစိုးရဝန်ထမ်းတွေအပေါ်ကိုအကြမ်းဖက်နေတဲ့သူတွေတိုင်းပြည်ကိုစိတ်ပေါ်မှာကွဲထွက်သွားအောင်လို့ခွဲထွက်ရေးသမားတွေကိုအမြင့်ပြတ်ချိန်မုန်းတယ်ဆိုတာကလူ့ခွင့်ရေးချိုးဖောက်တာလုံးဝမဟုတ်ပါဘူး။လူ့ခွင့်ရေးကိုအပြည့်အဝအာမခံတဲ့တည်ငြိမ်အေးချမ်းတဲ့နိုင်ငံတော်ကြီးတစ်ခုကိုတည်ဆောက်နေတာပဲဖြစ်ပါတယ်။အကြမ်းဖက်သမားတွေကိုတနာခြင်းဟာပြည်သူလူထုကိုရက်စက်ခြင်းတစ်မျိုးပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အာရုံတည်တည်တဲ့သဘောပေါက်ဖို့လိုအပ်ပါတယ်။မခီယာကလေးပြောကြားခဲ့သလိုပဲနိုင်ငံတော်ကာကွယ်ဖို့အတွက်လိုအပ်တာနဲ့အုပ်ချုပ်သူတွေကချင်းလေးလိုရဲရဲပြတ်သားဖို့လိုအပ်တယ်လို့အကြမ်းဖက်သမားတွေရဲ့လုံခြံဖန်တီးမှုတွေနိုင်ငံတကာကဝင်ရောက်ဆွတ်ဖက်မှုတွေကိုကြိုတင်သိမြင်နိုင်ဖို့ညီခွေးလိုပန်းနိုင်ဖို့လိုအပ်ပါတယ်။နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုထိပါးလာတဲ့ဘလို့အဖြစ်အမောက်ဘလို့အကြမ်းဖက်မှုမျိုးကိုမဆိုတီတီရောက်ပြတ်သားသားနှိမ်နှင်းခြင်းကသာလျှင်အစိုးရတရက်ရဲ့အမြင့်မားဆုံးသောတာဝန်ကျေပြင်းဖြစ်ပါတယ်။မိတ်ဆွေတို့ဒီပေါ်မှာဘလို့မြင်လဲတမိုင်းမှာပေးတဲ့သင်ခန်းစာတွေရဲ့လက်တွေ့မြေပြင်ကအခြေအနေတွေကိုပေါင်းစပ်ပြီးတော့ကျွန်တော်စဉ်းစားကြည့်ကြည့်ပါနိုင်ငံတော်ကာကွယ်ဖို့ဆိုတော့စကလုံးလာလေးတွေနဲ့ရနိုင်တဲ့အရာလားဒါမှမဟုတ်ပြတ်သားတဲ့ action တွေနဲ့ပြတ်သားတဲ့စစ်စင်ရေးတွေနဲ့လိုအပ်နေတာလားခင်ဗျားတို့ရဲ့ဒီနေ့ကိုပြန်မှမဝင်ရောက်ဆွေးနွေးပြီးတော့ရပါတယ်ဒီနေ့အတွက်ဒီတော့ပါပဲနောက်ထပ်အစီအစဉ်တွေမှာဒီလိုလေးနဲ့နိုင်ငံရေးတမိုင်းကြောင်းရေးရတွေနဲ့ပြန်လည်ဆုံးဖြတ်ကြမှာဖြစ်တယ်အားလုံးကျေးဇူးထူးတင်ပါတယ်နောက်ထပ်တွေမှာပြန်လည်ဆုံးဖြတ်ပါမယ်